ရှေးရှေးတုန်းကရွာငယ်လေးတစ်ရွာမှာအရန်ကိုဆင်းရဲတဲ့အဖိုးအိုတစ်ယောက်ရှိပါတယ်။သူဟာနေ့တိုင်းတောထဲမှာထင်းခုတ်ပြီးအသက်မွေးရပါတယ်။တနေ့မှာတော့အဖိုးအိုဟာထင်းခုတ်ရင်းဗိုက်စာလွန်းလို့သူ့မှာပါလာတဲ့ထမင်းထုတ်လေးကိုစားဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအနားကိုဒဏ်ရာရထားပြီးဗိုက်စာနေတဲ့ခွေးပိန်လေးတစ်ကောင်ရောက်လာပါတယ်။ခွေးလေးဟာအဖိုးအိုကိုတနာဆောက်ပွဲကြည့်နေရှာတယ်။ Good boy, here you go. Let's go for a walk. အဖိုးအိုဟာသူ့အတွက်တနက်စာပဲရှိတဲ့ထမင်းထုတ်ကိုမနှမျောပဲခွေးလေးကိုကျွေးလိုက်ပါတယ်။စားပါကွယ်။မင်းပို့ပြီးဗိုက်စာနေမှာပါလို့ပြောရင်ပေါ့။ခွေးလေးဟာထမင်းစားပြီးတဲ့နောက်အဖိုးအိုရဲ့ပစိုးစားကိုဆွဲပြီးတောနက်ထဲကနေရာတစ်ခုစီကိုခေါ်သွားပါတယ်။ Good morning, my friend. Let's see what the day brings. တနေရာအရောက်မှာခွေးလေးကမြေကြီးကိုရက်ပြပါတယ်။အဖိုးအိုလည်းထူးဆန်းလို့အဲ့ဒီနေရာကိုတူးကြည့်လိုက်တဲ့အခါ A treasure. မယုံနိုင်စရာကောင်းတော့အောင်မြေကြီးထဲမှာရွှေတင်ကားတွေအပြည့်ထည့်ထားတဲ့အိုးတစ်လုံးကိုတွေ့လိုက်ရပါတယ်။အဖိုးအိုဟာရွှေတွေကိုယူပြီးချမ်းသာသွားပေမဲ့မာနမကြီးပဲရွာထဲကတခြားဆင်းရဲသားတွေကိုပါကူညီဆောင်ရှောက်ခဲ့ပါတယ်။ Bring us all happiness. ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့စေတနာသည်လူကိုပြန်လဲအကျိုးပေးတတ်တယ်ဆိုတာပါပဲ။သူတစ်ပါးကိုကူညီဖို့လက်တော့မနေပါနဲ့။ ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အထူးကျေးဇူးတင်ပါတယ်။နောက်ထပ်ဘလို့ဗီဒီယိုတွေကြည့်ကြလဲ comment မှာရေးပေးကြပါ။ဗီဒီယိုလုပ်တာအားရှိအောင်လို့ followers like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။